ကြောင်တွေကအိမ်မွေတီးရဲ့ဆန်မဟုတ်ဘူးတဲ့အဲ့ဒီစကားကြားလိုက်ရင်နည်းနည်းတော့ထူးဆန်းသွားနိုင်တယ်သူတို့ကတော့အိမ်မွေးတိရစ္ဆာန်လေးတွေလို့ဟန်ဆောင်ကောင်းနေတာလားဒါမှမဟုတ်အမှန်တကယ်လားကျွန်တော်တို့ကပဲသူတို့ရဲ့အိမ်မွေးတိရစ္ဆာန်တွေဖြစ်နေရလားကဲဇလန်ကဒီလိုပါလွန်ခဲ့တဲ့နှစ်ပေါင်း1000လောက်ကပေါ့လူတွေကလေယာစိုက်ပျိုးရေးကိုစလုပ်တယ်ကောက်ပဲတီးနှံတွေတော်လုံလာကြတယ်အဲ့ဒီမှာဘာဖြစ်လဲဆိုတော့အလကားစားရတဲ့ကောက်နှံတွေကိုအငန်းမရလာစားတဲ့ကြွက်တွေရောက်လာရောအဲ့ဒီကြွက်တွေကိုအမဲလိုက်ဟုတ်ဘသူတွေရောက်လာလဲဟုတ်ပါတယ်ကြောင်တွေရောက်လာကြတယ်ဆိုတော့ဒါကအပြန်လာအကျိုးရှိတဲ့စီးပွားရေးသဘောတူညီချက်တစ်ခုလို့ဖြစ်သွားတာအခုချိန်ထိလည်းအဲ့ဒီသဘောတူညီချက်ကဆက်ပြီးတော့ရှိနေတော့မယ်ခွေးနဲ့ကြောင်ရင်ဘာလာပုံကလုံးဝခုကွာခြားပါတယ်ခွေးတွေကိုကြောတော့တစ္ဆာရှိဖို့လူကိုအလွတ်အကျွဲပြုတ်ဖို့ရည်ရွယ်ချက်ရှိရှိမွေးမြူခဲ့တာသူတို့ကလူတွေကိုမိသားစုလိုသဘောထားတယ်ဒါမဲ့ကြောင်တွေကကျတော့အဲ့ဒီလိုမဟုတ်ဘူးသူတို့ရဲ့အသုံးဝင်မှုကြွက်ဖမ်းပေးနိုင်လို့ဆိုတဲ့အချက်လေးတစ်ခုတည်းကြောင့်လူတွေကအနာမှာရှိနေခွင့်ပေးခဲ့တာဆိုတော့ခွေးတွေကသခင်ကိုကျင်납အောင်လုပ်ပေးခြင်းတဲ့စိတ်အပြည့်ရှိပေမဲ့ကြောင်တွေကတော့သူတို့ကိုကျင်납အောင်လုပ်ပေးဖို့ပဲမျှော်လင့်နေတာကဲဟုတ်ပြီဒါဆိုရင်ကြောင်တွေရဲ့နေ့စဉ်နဲ့မျှတွေ့နေရတဲ့အမူအကျင့်တချို့ကိုသူတို့ရဲ့ဘာသာစကားကနေကျွန်တော်တို့နားလေတဲ့ဘာသာစကားစီကိုပြန်ပြီးတော့ဘာသာပြန်ကြည့်ကြအောင်သူတို့တကယ်ရောဘာလို့ဆိုလိုချင်နေတာလဲပထမဆုံးတစ်ခုကတော့ခေါင်းနဲ့လာတိုက်တာအမွေးပွားလေးကကိုလာပြီးခေါင်းနဲ့တိုးနေရင်ချစ်လို့ခင်လို့ထင်နေတာလားတကယ်တော့အတိတ်တွေကအဲ့ဒီထက်အများကြီးပိုလင့်နေတယ်ဘာသာပြန်ရင်တော့ဒါငါပိုင်နဲ့လို့ပြောနေတာပဲဟုတ်ပါတယ်အဲ့ဒါကချစ်ခင်မှုကိုပြတာတသက်မဟုတ်ဘူးသူတို့ရဲ့အနတ်နဲ့ဟမတ်အသားပေးနေတာအိမ်ထဲကဘရီဘောကတွေရောလူတွေရောအားလုံးဟာသူတို့ရဲ့ပိုင်ဆိုင်မှုဖြစ်ကြောင်းတရားဝင်တစိတ်ကတ်နေတာနောက်တစ်ခုကတော့နမဲခေါင်းကြီးလက်မကြည့်တာဒါကတော့ကြောင်မွဲတဲ့သူတိုင်းကြုံမှုမှာပါအတန်ကုန်အော်ခေါ်နေတာတော့ကြားကျင်အောင်စောင်းနေတာမျိုးလေဒါကသူတို့ရိုင်းနေတာတော့မဟုတ်ပြန်ဘူးဘာသာပြန်ကတော့ကြားတယ်ဒါပေမဲ့အတိအမှန်မပြူဘူးဆိုတဲ့သဘောလိလာမှုတွေအရာကျောင်းတွေဟာသူတို့နာမည်ကိုအသေးချာမှတ်မိပါတယ်ဒါပေမဲ့ပြန်ထူးမလားမထူးမလားဆိုတာတော့သူတို့ရဲ့ဆုံးဖြတ်ချက်ပဲသူတို့ကကိုယ့်အောက်ကဝန်ထမ်းမဟုတ်ဘူးလေကိုယ့်အထက်ကမန်နေဂျာပဲဒါတက်မယ်လားဆိုတော့မဟုတ်သေးဘူးကျောင်းတွေမှာလူတွေကိုလှောင်ဖို့အတွက်အထူးထုတ်လုပ်ထားတဲ့လက်နက်တစ်ခုရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့အားလုံးသိတဲ့အတိုင်းပဲမြောင်းဆိုတဲ့အတန်ပါပဲဒီမြောင်ဆွဲလက်နက်ကတော်တော်လေးကိုပါနေတယ်ကျောင်းကြီးတွေအချင်းချင်းဆက်တွေ့တဲ့အခါမြောင်လို့မဟုတ်ကြဘူးဒီတန်ကိုလူတွေနဲ့စကားပြောဖို့တစ်ခုတည်းအတွက်ပဲတီးတန်ထုံးတာပိုးဆိုတာကအဲ့ဒီတန်ရဲ့ frequency ကလူကလေးတယောက်ရဲ့ငိုတန်နဲ့အသားနီးဆက်တယ်အဲ့ရောဘာဖြစ်လဲကျွန်တော်တို့ရဲ့မွေးရပါဖြူစုစောင့်ရှောက်ခြင်းတဲ့စိတ်ကိုတက်ရိုက်လာလွန့်စော်တာပဲဒီလိုနဲ့သူတို့လိုချင်တာမှန်တမျှကိုအလွယ်တကူရသွားရောအဆုံးသမေကုံကြီးကတော့တကယ်တမ်းမှာဘယ်သူကဘယ်သူကိုယဉ်ပါအောင်မွေးမြူခဲ့တာလဲကြောင်ကလူကိုလားလူကကြောင်ကိုလားနောက်တစ်ခါကိုအိမ်ကကြောင်လေးကိုကြီးလိုက်တဲ့အခါဘသူကသခင်အစ်စ်မှန်လဲဆိုတာကိုပြန်ပြီးတော့စဉ်းစားကြည့်လိုက်ပါဦး